အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကျတော့ကျွန်မကနှင်းပလဲဖတ်ထုတ်ဖတ်ထမင်း ဖတ်ထမင်းသက်ဆက်လာပြပါရှင်ဒါဘီလင်းမျိုးမှာပေါ့နော်ကျွန်မကရန်ကုန်လိုပဲကိုကားလာနဲ့သွားပြီးတော့ဒီနေ့မှာခဏနာပြီးဒီနှင်းပလဲရဲ့မူလာလက်ဟောင်းဖတ်ထမင်းကိုစားလာပြပါရှင်ဆိုတော့ဒီဖတ်ထမင်းကစားကောင်းလားမကောင်းလားအားခဲထားပြီးတော့လာတဲ့ချိန်မှာစားလိုက်တဲ့အခါကျတော့လိုချင်တဲ့အရာသာလည်းမရပဲနဲ့ပေးရတဲ့ဈေးနဲ့လည်းမတန်ဘူးလို့ခံစားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမကအရင်တစ်ခေါက်ကကျမပတ်စားပြီးပေါ့နော်ရှိတစ်နှစ်ကဒီတစ်နှစ်ကလည်းကျမတောင်ကြီးကိုသွားတဲ့အချိန်မှာဒီကားနဲ့ပဲပေါ့နော်ဒီဘီလင်းမှာစားပါတယ်ရှိတစ်နှစ်ကကြတော့ပထမဦးဆုံး first time စားတာပေါ့အရင်ကောင်းတယ်အနှစ်ကလည်းကောင်းတယ်ကြသားလည်းကောင်းတယ်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဟုတ်စားလဲပေါ့ဟင်းကြိုပေါ့ပဲကလာဟင်းလာမတီအပ်ပြီးအရင်ကောင်းတယ်ဒီလားအဲ့လိုမျိုးအခုကကြတော့လေဟိုချင်မောင်ကလည်းတိတ်မကောင်းပြီးလို့ရှိရင်အနှစ်ကလည်းဟိုတက်တော်နေဘက်တွေတက်တော်နေကကျမကြိုက်တယ်ဒါပေမဲ့သူ့ဥစားကြတော့တက်တော်နေကလေဘယ်လိုပြောမလဲလို့ပြောမယ်အဖက်တွေအကြီးရွယ်လားအဲ့လိုမျိုးတော့မစားတတ်ဘူးပြီးလို့ရှိရင်ဒီဥစ္စာတွေကကြတော့လေအနှစ်ကလေအနှစ်မဟုတ်ပဲနဲ့လေချိုးနေရအဲ့လိုမျိုးကြီးရှိရစက်သားကြတော့ကောင်းတယ်စက်သားကြတော့အရင်ကလည်းကောင်းတယ်ခုလည်းကောင်းတယ်တမရတော့သူ့ဥစ္စာအမြင်ဘယ်လိုပြောမလဲနည်းနည်းပြစ်ပြစ်ကလေးပေါ့နော်အဲ့လိုမျိုးတော့သမီးပြော့တယ်ပေါ့အဲ့လိုမျိုးရှိတယ်ဟင်းအနှစ်ကလည်းချိုးတယ်စက်တော့နေအရင်များတယ်အဲ့လိုမျိုးရှိပါတယ်ဟင်းကြိုကလည်းဟိုဥစ္စာပဲပေးတယ်ချင်မောင်ဟင်းကြီးပဲပေးတယ်အဲ့လိုမျိုးပေါ့ဒီညတစ်ခေါက်ကဆိုအရင်စားလို့ကောင်းတယ်အခုတစ်ခေါက်ကကျတော့အခက်တီးလာထားတာထည့်တော့လောက်ရတာမရဘူးပေါ့ကျမရဲ့ပပလည်းတိတ်မကြဘူးကျမလည်းအရင်မကြဘူးဒါပေမဲ့ကိုရီးယားကျတော့သမင်းမစားဘဲနဲ့အချိန်အများကြီးစောက်ပြီးတော့မစားရတာဆိုတော့မကြိုက်လဲစားပြီးတော့ဟိုဘိုက်ဖြစ်ရတာပေါ့နော်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်